င်္ဂလာပါကျွန်တော်ကိုထွန်းပါဒီနေ့ဧပြီလ23ရက်နေ့ DPN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချင်းပြည်နယ်ရှိ CC အဖွဲ့ဝင် IKACC PC နဲ့ CB အဖွဲ့ဝင် CPU CPA တို့မတူဝီမြို့မှာတွေ့ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချင်းပြည်နယ်မတူဝီမြို့မှာဂျာကာလာခူမီချင်းမျိုးနွယ်စုရေးရာတိုင်ပင်ခံကောင်စီပလက်ဝကောင်စီ IKACC PC နဲ့ချင်းပြည်သူအစည်းအရုံးချင်းပြည်သူတပ်မတော် CPU CPA တို့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့မတ်လ25ရက်နေ့မှာနှစ်ဖက်တာဝန်ရှိသူတွေပထမအကြိမ်တွေ့ဆုံခဲ့တယ်လို့ဂျာကာလာခူမီချင်းမျိုးနွယ်စုရေးရာတိုင်ပင်ခံကောင်စီ IKACC ကမနေ့ကဧပြီလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်အဲ့ဒီတွေ့ဆုံမှုမှာတော်လှန်ရေးကာလအတွင်းထောက်ပို့လမ်းကြောင်းတွေပါဝင်အခြားပူးပေါင်းဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့တယ်လို့ IKACC PC မဟာမိတ်ဆက်ဆံရေးအဖွဲ့ခေါင်းဆောင်စလိုင်းပေါ်ကပြောပါတယ်IKACC PC ဟာချင်းပြည်နယ်ကောင်စီ CC အဖွဲ့ဝင်ဖြစ်ပေမဲ့လည်းတော်လှန်ရေးလိုအပ်ချက်အရ CPU CPA အပါအဝင်အခြားချင်းတော်လှန်ရေးအဖွဲ့အစည်းတွေအပြင်အိန္ဒိယတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ကောင်းမွန်တဲ့မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ထားတယ်လို့ဆိုပါတယ်။ဒါအပြင်တစ်ချိန်ကချင်းမျိုးသားတော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီးတပ်ပေါင်းစုဖြစ်နိုင်ရေးကိုလည်းမျှော်လင့်ထားတယ်လို့ IKACC PC အထွေထွေတင်ရွေးမှုစလိုင်းပေါ်ကပြောပါတယ်။ IKACC PC ဟာပလက်ဝမြို့နယ်မှာရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးချင်းပြည်နယ်ကောင်စီ CC အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ CPU CPA ဟာ CDF မင်းတပ် CDF မတူဘီ CDF Dime CDF ကံပက်လက်တို့ဖွဲ့စည်းထားပြီးချင်းညီနောင် CB အဖွဲ့ဝင်လည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုသာနိုင်ငံခေါင်းဆောင်တွေအဖြစ်ကနေဒါနိုင်ငံဆက်လက်ခေါ်အော်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကနေဒါနိုင်ငံကမြန်မာနိုင်ငံတော်သမရအဖြစ်ဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ဒေါအောင်ဆန်းစုကြည်တို့ကိုသာနိုင်ငံခေါင်းဆောင်တွေအဖြစ်ကြော်ညာချက်တစ်ခုမှာဆက်လက်ခေါ်သုံးစွဲခဲ့ပါတယ်။ဧပြီလ22ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ကြေညာချက်အတွင်းမြန်မာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့သာဖော်ပြခဲ့တာဖြစ်ပါတယ်။ဧပြီလ16ရက်နေ့နှစ်ဆန်း1ရက်နေ့ကလွန်ငင်းခွင့်ပေးခဲ့တဲ့အထက်မှာမြန်မာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အကျဉ်းသား4500ကျော်လွတ်မြောက်လာမှုကိုကနေဒါနိုင်ငံကကြိုဆိုပါတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျဉ်းသားအားလုံးကိုလည်းချွင်းချက်မရှိလွှတ်ပေးဖို့အပြင်အကြမ်းဖက်မှုတွေကိုစုံသက်ဖို့နဲ့မြန်မာနိုင်ငံသားတွေအတွက်ငြိမ်းချမ်းမှုရရှိစေဖို့အဓိပ္ပာယ်ရှိတဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ကနေဒါနိုင်ငံကတောင်းဆိုထားပါတယ်လို့လည်းဖော်ပြထားပါတယ်။ဧပြီလ18ရက်နေ့နှစ်ဆန်း1ရက်နေ့ကလွန်ငင်းခွင့်ပေးခဲ့တဲ့အထက်မှာမြန်မာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အကျဉ်းသား4500ကျော်လွတ်မြောက်လာမှုကိုကနေဒါနိုင်ငံကကြိုဆိုပါတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျဉ်းသားအားလုံးကိုလည်းချွင်းချက်မရှိလွှတ်ပေးဖို့အပြင်အကြမ်းဖက်မှုတွေကိုစုံသက်ဖို့နဲ့မြန်မာနိုင်ငံသားတွေအတွက်ငြိမ်းချမ်းမှုရရှိစေဖို့အဓိပ္ပာယ်ရှိတဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ကနေဒါနိုင်ငံကတောင်းဆိုထားပါတယ်လို့လည်းဖော်ပြထားပါတယ်။ Canada Foreign Policy Global Affairs ကနေဒါရဲ့ကြေညာချက်အရကနေဒါနိုင်ငံဟာလူထုရွေးချယ်တင်မြှောက်ထားတဲ့သမ္မတနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုသာတရားဝင်အစိုးရအဖြစ်ဆက်လက်သတ်မှတ်ထားဆဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လေတပ်ဦးစီးချုပ်အသစ်ထွန်းဝင်းတက်လာပြီးတဲ့နောက်ကြောက်တော်မြို့နယ်ကိုစတင်ဘုံကျဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲဝင်းဦးကစစ်ဦးစီးချုပ်၄ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းကိုကာကွယ်ရေးဦးစီးချုပ်၄ဖြစ်ယာရုတိုးမြင့်ခန့်လိုက်ပြီးတဲ့နောက်ရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုဧပြီလ22ရက်နေ့ကဘုံစက်မပြတ်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီတပ်ဟာဧပြီလ22ရက်နေ့နေ့လယ်2နာရီကျော်အချိန်မှာအာရခတ်တပ်တော်အေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ပြန်ချောင်းဆယ်နီနာအာကာတောင်နဲ့ဝဲကြီးတောင်ကျေးရွာနီးတစ်ဝိုက်ကနေရာတွေကိုလေကြောင်းကနေဂျက်ဖိုက်တာနဲ့ဘုံစက်မပြတ်ကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီနေရာတွေကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာ2စီးဝိုင်တွဲလေယာဉ်တစ်စီးနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးအထိခိုက်တွေကို BBN ကဆက်လက်စုံစမ်းမေးမြန်းနေစေဖြစ်ပါတယ်ဂျက်ဖိုက်တာ2စီးနဲ့အရင်လာချတာပါ15မိနစ်နဲ့ကြာတဲ့အခါမှာနောက်ထပ်ဝိုင်တွဲလာဝဲပြီးတော့ဘုံလာချတာရှိပါတယ်ဘုံလုံးရေ10လုံးကျော်လောက်ကျဲချတိုက်ခိုက်ခဲ့တာပါအထိခိုက်တွေကတော့လက်တလောအခြေအနေအရမသိရသေးပါဘူးကြောက်တော်ဘက်ကလူတွေကတော့တော်တော်လေးစိုးရိမ်နေကြပါတယ်လို့ကြောက်တော်ဒေသခံတို့က BBN ကိုပြောပါတယ်လက်ရှိမှာစစ်ကောင်စီတပ်ဟာရဲသားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုဥတည်ပြစ်မှတ်ထားကလေကြောင်းကနေဘုံကျဲချတိုက်ခိုက်နေတာကြောင့်ဒေသခံပြည်သူတွေလေကြောင်းအန္တရာယ်ကိုစိုးရိမ်ထိတ်လန့်နေကြရတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့ကလည်းရခိုင်ပြည်နယ်ကြောက်တော်ပုံနာကျွန်းမြောက်ဦးအပါအဝင်ချင်းပြည်နယ်ပလဲဝမြို့နယ်အတွင်းရှိဒေသခံပြည်သူတွေနေထိုင်တဲ့နေရာတွေကိုဂျက်ဖိုက်တာနဲ့လှည့်ပတ်ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့အာရခတ်တပ်တော် AA ကထုတ်ပြန်ထားပါတယ်ဧပြီလ19ရက်နေ့နံနက်10:00နာရီကျော်နဲ့မွန်လယ်ပိုင်း12:00နာရီခွဲအချိန်မှာစစ်ကောင်စီတပ်ဟာမြောက်ဦးမြို့နယ်ကြောက်ဆယ်ပြင်မြို့ကျေးရွာကိုလည်းလေကြောင်းကနေဂျက်ဖိုက်တာ3စီးနဲ့ရှေ့စစ်နောက်စစ်ဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်ရဟန်းတန်ခါ3ပါးအပါအဝင်ပြည်သူ73ဦးမှာဘုံစားတွေထိမှန်က
ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်းသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့ကပ္ပစ14စက်ရုံကိုရှော့တိုက်တုံးများနဲ့ချင်းကာကွယ်ရေးတပ် CDF အရှိုးကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းငဖဲမြို့နယ်ရှောက်တောင်ကျေးရွာနီးနားမှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ်14ကပ္ပစ14ကိုရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CDF အရှိုးကထုတ်ပြန်ထားပါတယ်ဧပြီလ20ရက်နေ့နေ့လယ်2နာရီခန့်မှာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတူလောင်ရုံနဲ့ထုတ်လုပ်ရေးစက်ရုံတွေကိုဦးတည်ပြီးရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်အစာအုပ်အချို့ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီးဘိုးအဆင့်2ဦးနဲ့အခြားအဆင့်2ဦးနေရာမှာတင်ပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်ကောင်စီဘက်မှ73ဦးထိခိုက်ဒဏ်ရာရရှိပြီးကြောက်လက်နေကြထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းအချင်းချင်းလိုက်လံဖမ်းဆီးမှုတွေရှိနေတယ်လို့လည်းသိရပါတယ်အဲ့ဒီတိုက်ခိုက်မှုများကိုချင်းကာကွယ်ရေးတပ်အရှိုး CDF အရှိုးနဲ့လူပောင်တစ်တပ်မတော် NSA တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ CDF အရှိုးကထုတ်ပြန်ကြေညာထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ AR တိုင်းရေကြီးမြို့နယ်မှာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကစစ်မှုထမ်းဇရိတ်အဖြစ်တအိမ်တောင်လင်းငွေကျပ်3သိန်းခွဲစီကောက်ခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ AR တိုင်းပသိမ်ခရိုင်ရေကြီးမြို့နယ်မှာရှိတဲ့ကန်ချောင်းကြီးရွာအုပ်စုမှာအုပ်ချုပ်ရေးမှုအဖွဲ့ဝင်တွေကစစ်မှုထမ်းဇရိတ်အဖြစ်တအိမ်တောင်လင်းငွေကျပ်3သိန်းခွဲစီအတင်းအဓမ္မလိုက်လံကောက်ခံမှုတွေရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါတယ်။ဧပြီလ21ရက်နေ့ညပိုင်းမှာကန်ချောင်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုဖြစ်သူဦးတန်းစိုးကကြီးရွာသားတွေကိုစီဝေးခေါ်ယူကာစစ်မှုထမ်းအသက်ပြည့်သူတွေအတွက်ဇရိတ်ငွေလိုတယ်ဆိုပြီးတိန်နောင်လင်းငွေကျပ်3သိန်းခွဲစီပေးဆောင်ဖို့ပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။တစ်ဖက်မှာလည်းဒေသခံပြည်သူတွေဟာလက်ရှိမှာစားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကြောင့်အခုလိုငွေကြေးကောက်ခံမှုတွေကိုမပေးနိုင်ပဲထွက်ပြေးတင်းရှောင်မှုတွေရှိနေတယ်လို့လည်းရောက်တိုင်းမှာရှိတဲ့စီရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။သူတို့ကတော့တိန်နောင်3သိန်းခွဲစီပေးဆောင်ရမယ်ဆိုပြီးတော့ပြောထားတာရှိပါတယ်။အဲ့ဒီငွေကိုမပေးရင်အိမ်မှာရှိတဲ့သူတူစစ်မှုထမ်းခေါ်အားလိုက်ရမယ်လို့လည်းပြောထားပါတယ်။ငွေကြေးတက်နိုင်တဲ့သူတွေကတော့ပေးနိုင်ပေမဲ့မရှိစင်းရဲသားတွေကတော့မပေးနိုင်ဘူး။ဒါကြောင့်တချို့ဆိုရင်တင်းရှောင်နေကြရပါတယ်လို့ဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။ရေကြီးမြို့နယ်ကန်ချောင်းကြီးရွာအုပ်စုမှာလွှဖျားတင်ငန်းငူကန်ဦးကျွရွက်လေးကျောင်းစုနတ်တမင်းကုန်းကြံတော်နဲ့မကြီးကုန်းစတဲ့ကြေးရွာတွေရှိနေတာဖြစ်ပြီးပြည်သူတွေမှာလည်းစားဝတ်နေရေးကြက်တဲကအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကကောက်ခံတဲ့ငွေကြေး3သိန်းကျပ်ခွဲကိုမပေးဆောင်နိုင်သူများပြားနေတယ်လို့လည်းသိရပါတယ်။အဲ့ဒီငွေကြေးမပေးနိုင်တဲ့အိမ်အောင်စုတွေကိုမဲနိုင်ခိုင်းကစစ်မှုထမ်းအတွက်စေလွတ်မှာလို့အဲ့ဒီအုပ်ချုပ်မှုအဖွဲ့ဝင်တွေကဖိအားပေးပြောဆိုထားတာကြောင့်ကြေးရွာတွေမှာရှိရတဲ့ဒေသခံတွေအထူးစိုးရိမ်နေကြတာလည်းရှိပါတယ်။ကြေးရွာတွေမှာရှိတဲ့ငွေကြေးတက်နိုင်သူချို့မှလည်းစစ်မှုထမ်းဖို့လူစားထိုးဖို့ငွေကျပ်350အထိပေးချေကဝယ်ယူနေကြတာရှိပေမဲ့စည်ရင်နွမ်းပါတဲ့မိသားစုတွေကငွေကြေးမတက်နိုင်လူစားထိုးဖို့လည်းမဖြစ်နိုင်တာကြောင့်ဘေးလိုရနေရာတွေကိုထွက်ပြေးတင်းရှောင်နေကြတယ်လို့လည်းဒေသခံတွေစီမှသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းစီစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သမောတစင်ပြစ်ခတ်ခံရပြီးတဲ့နောက်မှာဟော်မိုးစီလက်ကြားရှိသမော2စင်းကိုအီရန်ကဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အီရန်နိုင်ငံကဟော်မိုးစီလက်ကြားရှိနိုင်ငံခြားကုန်တင်သမော2စင်းကိုဖမ်းဆီးခဲ့ပါတယ်။ဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတီဟီရန်နဲ့ပြစ်ခတ်ရဲစဲရေးကိုတက်တန်းတိုးမယ်လို့ပြောကြားပြီးနိုင်ပိုင်းအကြာမှာနောက်ထပ်တင်းမာမှုတစ်ခုဖြစ်ပေါ်လာခဲ့တာပါ။အီရန်အစ္စလမ်တော်လှန်ရေးအစောင့်တပ် IRGC ကသမောတွေဟာရေချောင်းစီးမြင့်တွေကိုချိုးဖောက်ပြီးညှိနှိုင်းမှုမရှိဘဲမဟာဗျူဟာမြောက်ရေလမ်းကြောင်းတွေကိုဝင်ရောက်ခဲ့တဲ့ကြောင့်ပြောကြားခဲ့ကြောင်းအီရန်နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဧပြီလ22ရက်နေ့ကအိုမန်အနီးမှာအီရန်စစ်သမောတစ်စင်းကကွန်တိန်နာသမောတစ်စင်းကိုပြစ်ခတ်ခဲ့တဲ့ဖြစ်ရပ်အပြီးမှာဖမ်းဆီးရမိခြင်းဖြစ်ကြောင်း United Kingdom ရေချောင်းကုန်သွယ်ရေးလုပ်ငန်းစင်တာကပြောကြားခဲ့ပါတယ်။ပြည်ရှားရေချောင်းစောင့်ကြည့်ရေးအေဂျင်စီကသမောကပရိန်ကတနက်ပြစ်ခတ်မှုမပြုလုပ်မီIRGC သမောတစ်စင်းကသမောစီကိုချင်းကပ်ခဲ့ကြောင်းသတင်းပို့ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒါကြောင့်တရားကိုပြင်းထန်စွာပျက်စီးစေခဲ့တယ်လို့ UKMDO ကထပ်လောင်းပြောကြားခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနဲ့သမောသားအားလုံးကိုဘေးကင်းကြောင်းပြောကြားခဲ့ပါတယ်။ကမ္ဘာရေနံထောက်ပံ့မှုရဲ့9ပုံတပုံကဖြတ်တန်းသွားလာနေတဲ့ဟော်မုန်းရေလက်ကြားဟာမဟာဗျူဟာရရေးပါဆုံးရေလမ်းကြောင်းတွေထဲမှာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။လက်ရှိမှာအီရန်အရာရှိတွေကလမ်းကြောင်းကိုသာအသုံးပြုတဲ့သမောတွေအတွက်ခွန်ကောက်ခံမှုတွေကိုလှုပ်ဆောင်ဖို့ဆွေးနွေးနေကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။ပြည်ရှားရေချောင်းလုံခြုံရေးကုမ္ပဏီကပြစ်ခတ်ခံခဲ့ရတဲ့ကွန်တိန်နာသမောဟာလိုက်ဘေးရီးယားအလံအောက်မှာခုံမောင်းနေပြီးဟော်မုန်းရေလက်ကြားကိုဖျက်ဆီးခွင့်ရှိကြောင်းအကြောင်းကြားထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့အီရန်သတင်းဌာနကသမောဟာအီရန်တပ်ဖွဲ့တွေမှထုတ်ပြန်ထားတဲ့သတိပေးချက်တွေကိုလစ်လျူရှုခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်ကအိုမန်ပင်လယ်ပြင်မှာအီရန်ကုန်သွယ်သမောတစ်စင်းကိုဖမ်းဆီးခဲ့တယ်လို့ဖော်ပြပြီးတဲ့နောက်မှာ IRGC ရဲ့ဗဟိုဌာနချုပ်မှသတိပေးချက်ထုတ်ပြန်ပြီးအဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း IRNA သတင်းဌာနကဖော်ပြခဲ့ပါတယ်။ယနေ့ဧပြီလ23ရက်နေ့ BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။
မိဘပြည်သူများကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ